ဒီတော့ထားခဲ့တယ်ကျမဖုန်းရောဒီမှာထားခဲ့တယ်လေကျမဖုန်းอ่ะအော်ဖုန်းဒီနာထားရှိမှာပါအခုဖုန်းရောအခုနကသွားလက်သွားသေးရလေတွိုင်းနဲ့တောင်းကလည်းကျမမရှိပါဘူးဒီမှာပဲတင်ထားခဲ့တာခုနကသူမြတ်ဒီနားမှာဖုန်းတင်ထားပြောတယ်အမတွေ့သေးလားမတွေ့မိပါဘူးကျ ကျမဖုန်းဒီမှာပျောက်သွားပြီဘယ်ရောက်သွားလဲဖုန်းက6လောက်ပျောက်သွားလားဘာဖြစ်တာလဲဘာဖြစ်ကြလဲကလေးကိုသွားမဲနေရတယ်ဘာဖြစ်ရမှာလဲရှင်သားသမီးတွေမှာခိုင်းလေဘာမှမလုပ်ချင်ကြဘူးကျမစိတ်ရဲညစ်တာပဲကဲလာလိုက်တာဘော်လေးကြည့်ပါပြင်မှန်ပါနော်အရန်လာနေပြီရန်လာပဲဟောကြည့်အောင်မစားခဲ့သေးလဲမနေ့ကမဟုတ်တော့တဲ့စားခဲ့ ကော်ဖီတောက်မလားကော်ဖီလေးဟုတ်မမိုးရေကော်ဖီလေးတစ်ခွက်လားအော်ဟုတ်ကဲ့ဟုတ်လိုက်တာဒီရောအိုင်ရှယ်ရို ညီမလေးကော်ဖီရပြီ အော်ဟုတ်ကျေးဇူးပါမညီမလေးကလှလိုက်တာနော်မင်းသမီးလေးကြာညာပဲ ကျေးဇူးတော့မလည်းလာပါတယ် မဟိုရေလေးလည်းယူပဲလေ အော်ဟုတ်ကဲ့ဟုတ် နော် ညီမလေးရှည်ရပြီနော် ဟုတ်မှာကျေးဇူးပါဟုတ် ရန်လာနေပြီအဲ့ဆိုရင်အိုက်လိုက်လေးတင်မယ်ခဏနေကြရင်ဟိုရေလေးပါလေးတောက်လိုက်ပြီးတော့ကြတော့ဝတ်စုံလေးလဲမယ်နော်ဟုတ်တော့သူတို့သားရောတမီတို့သားအင်ကြီးလဲပြီးပြီလားအကိုအင်ကြီးလဲပြီလားဒီမှာဘယ်လောက်တောင်လှလဲကြည့်လိုက်ပါ နာမည်မအရန်လာသွားပြီနော် လာလား လာလား ဆိုင်ရလား လာပါပြီ သဘောကျနေပြီ ခဏလေးနော်ကိုမိဘကြီးသားခေါ်လိုက်အောင်မနော် ကိုမင်းမြန်ပြန်လာခဲ့နော် လာခဲ့မယ်နော်အဲ့နော်ဆိုတိုင်းလည်းလေးညသွားလာရမယ် โอเคသွားလိုက်ပြီနော် သွားလိုက်လို့ထက် ဟောညီမလေးကော်ဖီကလေးပဲ အာဟုတ်ကျေးဇူးပါမ လာလိုက်တာကဲဝတ်စုံလေးဝတ်ပြီးတော့တော်လှသူမီလေးอ่ะเนาะဝတ်စုံလေးကိုလောက်ရနာတော်လှလာပါကဲအဲ့ဆိုရင်ကျန်တာလေးဆက်လုပ်မယ် ဒီတော့ထားခဲ့တယ်ကျမဖုန်းရောဒီမှာထားခဲ့တယ်လေကျမဖုန်းอ่ะ အော်ဖုန်းဒီနာထားရှိမှာပါအခုဖုန်းရောအခုနကသွားလက်သွားသေးရလေ တွိုင်းနဲ့တောင်းကလည်းကျမမရှိပါဘူးဒီမှာပဲတင်ထားခဲ့တာဖုန်းကဘယ်လိုဒီ6လောက်ပျောက် အော် သွား ခဏတမီဟွာလေးသူမီဖုန်းခုံပေါ်မှာတင်ထားလာတစ်ချက်ရှာပြပါအောင်တွားလက်နာမှာเนาะ ပြီးတော့ဆောင်းလာကဒီမှာကော်ဖီလာချတဲ့အမတယောက်ရှိသေးတယ်လေ မမိုး ပြင်းစရာ ခဏလာအောင်မခုနကသူမြတ်ဒီနားမှာဖုန်းတင်ထားပြောတယ်အမတွေ့သေးလား မတွေ့မိပါဘူးကျ ကျမဖုန်းဒီမှာပျောက်သွားပြီဘယ်ရောက်သွားလဲဖုန်းက6လောက်ပျောက်သွားလား ဘာဖြစ်တာလဲဘာဖြစ်ကြလဲ ဘာဖြစ်မှာလဲမကျမဖုန်းပျောက်သွားပြီ ဟွာသူမြတ်အင်ကြီးလဲပြီးတော့မဟွာဖုန်းမတွေ့တော့တာဗောเนาะပြန်လာချိန်မှာဖုန်းမတွေ့အမေတော့ရှာပေးညံမှာဟုတ် အော်ဟိုညီမလေးကိုမလောနဲ့နော်ဒီမှာ CCTV လက်တက်ထားဆိုအမ CCTV ပြန်ကြည့်နေနော် ဘာမှစီစီပြန်ကြည့်စရာမလိုဘူးကျမမိတ်ကပ်တင်နေတော့ဟိုညီမလေးတော့အဲ့နားမှာရှိတယ်ဒီနားမှာရှိတာဆိုတော့ဒီမိတ်ကပ်ဆရာနဲ့ဒီမှပဲရှိတာဖုန်းကဖယ်ပျောက်သွားတယ်အဲ့ဖုန်းကဆိုကျမယူသွားလားပြောပျောက်နေပါလေဆိုရင်မှအရှိထဲမှာတကယ်ပဲ အမတို့ဒီမှာလေးအဲ့လိုမျိုးပျောက်လေးပျောက်တာမရှိပါဘူးညီမလေးခဏလေးစောင့်မယ်နော်အမ CCTV မြန်မြန်ပြန်ကြည့်ပြီ အဲ့ နော် ဆိုလည်းရအောင်ပြန်ရှာပေး မိမဘာတွေဖြစ်နေရလဲ ဘာဖြစ်ရမှာလဲဒီမှာဖုန်းပျောက်နေလို့မင်းကစောက်ခဏဒီအကုသို့အပြားတကယ်ပဲ မင်းဖုန်းကိုယူထားတာမိမရဲ့ ဟမ်ရှင်းရှင်းရတာ ဟုတ်တယ်လေ ရှင်းတယ်ဘာလို့ကျမမပြောပါလဲ ဟိုညီမလေးရဲ့အခုဖုန်းလဲပြန်တွေ့နေပြီဆိုတော့လေဝမ်းသာစရာပဲသိလားဟိုစိတ်မကောင်းမဖြစ်နေတော့နော်ဟိုဒီနေ့ကလှနေဖို့လိုတယ်မင်းချက်ဟိုညီမလေးကိုသိချလှအောင်လုပ်ပေးဟိုတမီးတို့ရေတို့သားလေးကိုလည်းလှအောင် final လေးလာလုပ်ပေးပါအောင် တမီတို့မီလက်ကင်ပန်းလေးယူခဲ့လားဟွာပန်မဲ့ပန်းလေးယူလာခဲ့မယ်တော့မီရောပန်းလေးကင်ထားတယ် ပြုံးလေးနေပြုံးလေးနေ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဆိုရင်ဟိုဘက်မှာပန်းသွားပန်းမယ်လား ဒီကလေးနဲ့ကောင်ကဆော့ပဲဆော့နေကြရပဲအကြီးကောင်နင့်ကငါဘာပြောထားလဲနင့်ကငါရေချိုးလို့ခုနကလည်းပြောထားနင်နားမလဲဘူးလားဟမ်မိမကိုဒုက္ခပေးနေရလားမိမစကားတော့နားမထောင်တော့ဘူးလားနင်တို့တွေငယ်မထမြုပ်သီးမုတ်သွားဝယ်ရော့ငါနင်တို့စားဖို့အတွက်ဟင်းရလဲချက်ကအောင်မရှော်ရဖို့ကအောင်မယ်ငါ့ကိုလည်းနေပါသနာကြအောင် မမေရခဏလေးပါဒီမှာသမီးကိုကိုနဲ့ဆော့နေလို့ပြီးရသွားဝယ်ပေးပါမယ် ဘာခဏလေးလဲဘာခဏလေးလဲဟမ်နင်တို့မိမစကားကိုနားမထောင်တော့ဘူးလားဟမ်မိမခိုင်းရင်လောက်လေဘာခဏလေးလဲသွားခုသွားပါသွား မိဘခိုင်ရင်တခါလည်းမလုံးကြဘူးမိဘကိုစိတ်ဆင်းရအောင်လုပ်နေတဲ့ဟာတွေမိဘကဒါလုံးဆိုဒါလုံးကြမှာပါလဲ မမိုးမင်းဘာဖြစ်နေရလဲဘာကလေးကိုသွားမဲနေရလဲ ဘာဖြစ်ရမှာလဲရှင်သားသမီးတွေမှာခိုင်လည်းဘာမှမလုပ်ချင်ကြဘူးကျမစိတ်ရဲညစ်တာပဲ မင်းတခါမှမစူးတဲ့စကားတွေနဲ့ဘာဖြစ်လို့ကလေးတွေကိုသွားစူးနေတာလဲ
စိတ်ညစ်နေတာဟာကိုကလေးတွေရှိမှသွားပြီးတော့စိတ်မဖြေပါနဲ့ကွာငါသားသမီးတွေဟာဘာမှနားလဲသေးတဲ့ကလေးမဟုတ်ပါဘူးလူကြီးတွေအတုံးမကြတဲ့ကိစ္စမှာငါသမီးတွေငါသားတွေကိုမမဲနဲ့ငါမကြိုက်ဘူးဒီပါဦးမင်းကငါပြောပါဦးဒီသူတို့သမီးတွေတော့ကော်ပီချပြီးရောပေါ့မင်းဘာဖြစ်လို့တွားရက်နေလဲ ။အော်ကျမလည်းအဲ့ဒါတော့သူတို့ဘာခိုင်အောင်မလဲဆိုပြီးစောင့်နေရပါ့ နောက်ခါကျအဲ့လိုမရိုက်နဲ့ဘာမဟုတ်တဲ့ပြဿနာနဲ့တက်ပြီမလားဟမ်မင်းတကောဆွဆွခံရပြီမလားမရှိခိုးလို့မလားဆုံးညို့ရဲ့ငါပြောကြလား ။ကြားတယ် ပြီးရောစင်မြင်တယ်ပါဘယ်လိုအထမကချက်တော့ မိတ်ကပ်တမလုံးမဲ့ပွာတော့ရှောက်ပါအခက်ခဲဖြစ်မှာပဲ ပြင်ထားတဲ့ဟာတွေအကုန်လုံးသူ့ကိုယ်တိုင်ဖြတ်လိုက်တာဖြတ်ပြီးတော့ငါပြင်လာတော့မှမိပြင်ထားတာတဲ့ပိုလာတယ်ဆိုပြီးမှဥစုပက်ဆက်မောင်းထုတ်ခဲ့ရဆရာ စတိုင်လေးတယောက်ကိုခေါ်ပြီးတော့တမီးခေါ်ပြီးတော့ပြန်ပြင်မိလိုက်ရရောဆရာ